မြန်မာတနိုင်ငံလုံး passport ရှိနေပြီမိတ်ဆွေတယောက်တည်းမှာပဲ passport မရှိဖြစ်နေတာလားဗျဒါမှမဟုတ် passport ကျူဟာတင်မှုအတွက်အခက်အခဲဖြစ်နေတာလားဒီနေ့မှာတော့ passport ကျူဟာကိုအချိန်9မိနစ်လောက်ပေးရုံဖြင့်လွယ်လင်းတကူတင်လို့ရတဲ့နည်းလေးကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ပြောတဲ့အတိုင်းလိုက်လို့ကြည့်ပါတကယ်လို့အစင်မပြေတာနားမလည်တာရှိလို့ရှိရင်လည်း comment မှာရေးပေးထားခဲ့ပါခင်ဗျတကယ်လို့ passport ကျူဟာတင်မှုအခက်အခဲရှိနေတဲ့သူတွေလည်းကျွန်တော်ရှိကိုဆက်သွယ်လို့ရပါတယ်စာပေအကြောင်းအရာနဲ့ပတ်သက်လို့ရှိရင်လည်း description မှာကျွန်တော်ဖုန်းနံပါတ်တွေထည့်ပေးထားပါတယ်အဲ့ကနေဆက်သွယ်လို့ရပါတယ်ခင်ဗျโอเคအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်ဗျမိတ်ဆွေတို့အနေနဲ့ပထမဆုံးလုပ်ရမှာကတော့ဒါ Chrome browser ထဲပေါ့နော် Chrome browser ထဲကိုသွားရမယ်တချို့တွေကဒီမှာ line ထစ်တာတွေပါရှိတတ်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကတော့ passport ရှောက်တာအရင်လွယ်ပါရင်တော့လို့မကြက်တော့ဘူးလွယ်လွယ်ကူရှောက်လို့ရတယ်ဒါပေမဲ့ line ကြက်နေတာတွေဒီမသွားတာမျိုးဖြစ်တဲ့အချိန်ကျရင်ကျွန်တော် VPN တစ်ခုချိတ်ပေးလိုက်ပေါ့နော်ဒါကျွန်တော်ကတော့ online VPN နဲ့ချိတ်ပြီးပြပေးထားတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ Chrome browser တွေကိုသွားလိုက်သွားဖို့နဲ့ချိန်ကြာလို့ရှိရင်ဒီ search bar ကနေပြီးတော့ passport.gov.mm ဆိုပြီးရိုက်ရှာလိုက်ပါဗျာတကယ်လို့တချို့ကမသိတဲ့လူတွေပေါ့နော်နေဘက်ကတကယ်လို့မသိလို့ရှိရင်လည်းကျွန်တော် description ထဲမှာဒီ link လေးကိုထည့်ပေးထားမယ်အဲ့ link ကနေနှိပ်ပြီးတော့ရှောက်လို့ရတယ်ပေါ့နော်ဒါဒီ passport.government.nm ကိုရောက်သွားတဲ့အချိန်ကျရင်ဒီမှာကျွန်တော်တို့မြန်မာနိုင်ငံကူလက်မှတ်လျှောက်ထားရန် online appointment ဆိုပြီးတော့ဒီမှာပေါ်လာပြီပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘယ်မှာလျှောက်မှာလဲပေါ့နော်ဒါကတော့ကျွန်တော်ကတော့အခုကျွန်တော်ကပသိမ်မှာလျှောက်မှာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ဒီမှာပသိမ်ကိုကြည့်လိုက်မယ်ပသိမ်မှာသူ့ရဲ့ဒီ appointment ရမယ့်ရက်လေးပါတယ်ပေါ့ဗျာကျွန်တော်က6ရက်နေ့မှာဒါကျွန်တော်လောက်ထားတာ9ရက်နေ့ဆိုရပြီပေါ့အရင်တော့ဆိုရင်တော့အချိန်တော်တော်ကြာတယ်အခုကတော့အရင်စောင့်စရာမလိုအဲ့တော့ကိုသွားနိုင်တဲ့အချိန်နဲ့ဒီ appointment ကိုအရင်ဝင်စစ်ပေါ့နော်စစ်ပွားလို့ကိုကရက်ချင်းအဆင်ပြေပြီဆိုရင်အဲ့ရက်မှာသွားလောက်လိုက်သူကဒီကျူဟာရပြီဆိုလို့ရှိရင်တော့ကျူဟာရပြီး14ရက်အတော်တွင်းမှာတော့သွားပေးရတယ်မသွားလို့ရှိရင်တော့ cancel ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဆိုလို့ရှိရင်ဒီမှာပသိမ်မှာဆိုလို့ရှိရင်ဒီမှာဒါ9ရက်နေ့ဆိုရမယ်ဗျာ6ရက်နေ့တင်9ရက်နေ့ရမယ်အဲ့တော့မြကြီးနားတို့ဘာလို့ဆို16ရက်နေ့12လပိုင်းလောက်မှာရမယ်ဖန်ဆိုရင်29ရက်နေ့မှာရမယ်တော်တော်များများရန်ကုန်တို့ဘာလို့ကတော့ဒါဥစားဖြစ်နေပြီပေါ့နော်အဲ့တော့ရက်တွေကိုကြည့်ပြီးသွားပြီကိုအနီးစပ်ဆုံးရှောက်လို့ရတဲ့တိုင်းနဲ့ပြည်နယ်တွေကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရပြီအဲ့ကြလို့ရှိရင်ကျွန်တော်တို့ရှောက်ထားရန်ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပေးလိုက်အောင်ပါပဲရှောက်ထားရန်ကိုနှိပ်တဲ့အချိန်ကျရင်ကျွန်တော်တို့ဒီမှာ online booking ရှောက်ထားရန်ဆိုပြီးပေါ်လာပြီပေါ်တဲ့အချိန်မှာဒီမှာကျွန်တော်တို့ကအသစ်စပြီးတော့ရှောက်ထားမဲ့လူတွေအတွက်ပေါ့နော်ဒါကတော့အသစ်စပြီးရှောက်ထားမဲ့လူတွေဖြစ်တဲ့အတွက်ဒါကျွန်တော်အသစ်စတင်ရှောက်ထားရန်ဆိုပြီးပေါ်တယ်အဲ့မှာအောက်ဆုံးမှာဒါရှောက်ထားလို့ဒီရုံးဆိုတာရှိတယ်အဲ့တော့ကျွန်တော်ကရှောက်ထားလို့ဒီရွေးတော့မှာ ARV တိုင်းကိုဖြစ်တဲ့အတွက် ARV တိုင်းရွေးပေးလိုက်မယ်ပြီးရင်ရှောက်ထားလို့ဒီလူဦးရေရှိတယ်ရှောက်ထားလို့ဒီလူကြီးရေမှာကိုကတယောက်ဆိုလို့ရှိရင်တယောက်ပေါ့ဗျာ2ယောက်ဆိုရင်2ယောက်ကိုထည့်ပေးအဲ့တော့ကျွန်တော်တို့တယောက်တည်းဖြစ်မှာဖြစ်တဲ့အတွက်တယောက်ထည့်ပေးလိုက်မယ်ပြီးသွားရင်နောက်တစ်ခုကဘာလဲဆိုတော့ငွေလက်ခံရရှိကြောင်း receipt ကိုပေးပို့ရမယ် email ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ email တစ်ခုကိုဒါဒီထဲမှာထည့်ပေးလိုက်ပေါ့သူ့ရဲ့ငွေလက်ခံကြောင်းရရှိမဲ့ email တစ်ခုကိုဒီထဲမှာထည့်ပေးလိုက်အဲ့တော့ကျွန်တော်ကဒီမှာ email ထည့်ပေးလိုက်မှာပေါ့နော် okay email ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်ဗာဆက်လုပ်ရမယ်ဆိုတော့ continue ကိုဆက်နှိပ်လိုက်ပေါ့နော် continue ကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်ဒါခဏဆောင်ပေးပေါ့နော်အဲကြောင့်လို့ရှိလို့ရှိရင်ဒီမှာကျွန်တော်တို့ continue နှိပ်ပွားတဲ့အချိန်ကျရင်သူဆက်သွားလိမ့်မယ်အဲကျရင်ရောက်လာပြီပေါ့နော်အဲအချိန်မှာကျွန်တော်တို့ဒီမှာကိုရေးအချက်လက်1 2ပြီးရင်မိသားစုဝင်နေညီကိုမောင်နှမများဆိုတာရှိတယ်အဲထက်မှာကျွန်တော်တို့အရေးကြီးတာကကိုရေးအချက်လက်1ကိုဖြည့်ရမယ်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ reference number ဆိုပြီးကြာလာအဲ reference number ကိုကျွန်တော် screenshot ရိုက်ထားပြီเนาะဘာဖြစ်လို့ဆိုတော့တစ်ခါလေကြာရင် line ကျသွားတာဖြစ်ဖြစ်အချိန်ပြည့်သွားတာဖြစ်ပြန်ထွက်သွားတတ်တယ်အဲအချိန်ကြာရင်အဲ reference number လေးနဲ့ကျွန်တော်တို့ပြန်ဝင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာအမျိုးအစားရွေးမယ်ရှောက်ထားလို့ဒီအမျိုးအစားမှာဆိုကျွန်တော်တို့ကအသစ်ရှောက်မဲ့လူကအသစ်ရှောက်ပေါ့ပျောက်တဲ့လူကပျောက်တက်တန်းတိုးတဲ့လူကတက်တန်းတိုးပေါ့အဲ့တော့ကျွန်တော်တို့ကနိုင်ငံကူးလက်မှတ်အမျိုးအစားဆိုရင်တော့ကျွန်တော်ကအလဲဖြစ်တဲ့အတွက်အလဲကိုရွေးပေးရမယ်ပြီးွားရင်ဒီမှာအမည်ပေါ့ကိုရှောက်မဲ့လူရဲ့အမည်ကိုမြန်မာလိုရေးပေးရမယ်နောက်တစ်ခုကအင်္ဂလိပ်လိုရေးပေးရမယ်အခြားအမည်ရရှိရင်လည်းထည့်ဒါအခြားအမည်ကတော့မထည့်လည်းရတယ်ပေါ့နော်ဒါနှစ်နှိမ်လို့ခေါ်တာပေါ့အခြားအမည်မထည့်လို့ရတယ်အဲ့ဒီပြီးွားလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုတော့ဖခင်ရဲ့အမည်အဖအမည်ကိုကျွန်တော်ထည့်ပေးရမယ်အဖအမည်ကိုဗမာလိုထည့်ပေးမယ်ပြီးရင်အင်္ဂလိပ်လိုထည့်ပေးမယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အမည်ပေါ့ကျွန်တော်တို့အမေရဲ့နာမည်ကိုထည့်ပေးရမယ်ဒီနာမည်တွေအကုန်လုံးကတော့ဒါမှတ်ပုံနေနဲ့နာမည်ကိုထည့်ပေးရမယ်နော်မှတ်ပုံနေနဲ့သကောင်စရင်ပေါ့နော်အဲ့ဒီကနာမည်ကိုထည့်ပေးရမယ်အဲ့ဒီကနာမည်နဲ့တူအောင်လဲလုပ်ထားပါတော့အဲ့တော့ကျွန်တော်တို့သကောင်စရင်တဲ့နာမည်နဲ့မှတ်ပုံနေနဲ့နာမည်အဲ့ဒီကအတိုင်းကျွန်တော်တို့သကောင်စရင်ကိုဖြစ်ရမှာဖြစ်တဲ့အတွက်သကောင်စင်ရဲ့နာမည်တွေတိုင်းဖြည့်ပေးရမယ်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့မွေးတက်ကရစ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့မှတ်ပုံနေနဲ့ကဒီမွေးတက်ကရစ်ကိုထည့်ပေးပါသကောင်စင်နဲ့မှလည်းဒီမွေးတက်ကရစ်ဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သကောင်စင်ဒါမွေးဖွားတဲ့ရက်ကိုကျွန်တော်တို့ဒါမွေးတက်ကရစ်ကိုထည့်ပေးလိုက်မွေးတက်ကရစ်ကိုနှိပ်လိုက်လို့ရှိရင်ကိုက61ဆိုလို့ရှိရင်ဒီမှာခုနှစ်တည်း
လာတွေနှစ်တွေအကုန်လုံးရွေးလို့ရတယ်ဒီမှာမွေးဖွားတဲ့ရက်မှာဆိုလို့ရှိရင်ခုနှစ်ဆိုလို့ရှိရင်1991ပြီးရင်လဆိုလို့ရှိရင်ကျွန်တော်တို့ August ဆိုလို့ရှိရင်ကျွန်တော်8လဒီ8လပိုင်းဆိုကျွန်တော် official ပေါ့နော်ဒါပေမဲ့မှတ်ပုံတင်ထဲမှာဆို9လပိုင်းဖြစ်တဲ့အတွက်မေလဆိုပြီးရွေးပေးလိုက်တယ်ပြီးရက်ပေါ့ပြီးရင်နောက်တစ်ခုကဒါမွေးဖွားတဲ့အရက်မှာဆိုလို့ရှိရင်ကျွန်တော်မှတ်ပုံတင်ထဲမှာရှိတဲ့အရက်ကိုဒီမွေးရက်ဇာတိပေါ့နော်ကိုယ့်ရဲ့မြို့နယ်အုပ်စုကြေးရွာအဲ့လာကိုထည့်ပေးရမယ်ပေါ့နော်ဒီမှတ်ပုံတင်တွေကမွေးဖွားတဲ့အရက်ဒီဟာအရေးကြီးတယ်အဲ့တော့ဒီကောင်လေးကိုတေချာလေးထည့်ပေးပေါ့နော်ကိုမွေးဖွားတဲ့အရက်ဆိုတာအခုနေတဲ့နေရာမဟုတ်ဘူးကျွန်တော်တို့မွေးဖွားတဲ့ data အရက်ကိုကျွန်တော်တို့ထည့်ပေးရမယ်အဲ့တော့ကျွန်တော်တို့မွေးဖွားတဲ့အရက် data ကိုကျွန်တော်ထည့်ပေးလိုက်ကျွန်တော်ကတော့ဒါ DD ရဲ့ပိုင်းထဲမှာရှိရတဲ့ DD ရဲ့ပေါ့နော်ပြီးရင်နောက်ပြီးတော့နေရလိပ်စာပေါ့ဒါကိုနေရလိပ်စာကိုရွေးပြီးဒီဘက်မှာကျွန်တော်တို့နိုင်ငံသားစီးရဲ့ကပ်ပြားအမျိုးအစားရှိတယ်အဲ့မှာကျွန်တော်တို့နိုင်ငံသားစီးရဲ့ကပ်ပြားရွေးပြီးသွားရင်ကိုယ့်ရဲ့ဒီမှတ်ပုံတင်နံပါတ်တွေရှိရပေါ့နော်14မြင်းဆောင်လို့14မြင်းဆောင်ထထရနိုင်ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်ကဘယ်လောက်ပေါ့ဗျာအဲ့လိုမျိုးရေးပြီးโอเคအဲ့ဆိုလို့ရှိရင်ပြီးရင်ဒီဘက်မှာမွေးဖွားတဲ့အရက်ကပြီးရင်ဒီမှာပြည်နယ်တိုင်းဒေသကြီးမှာဆိုကျွန်တော်တို့ကဒါ AR တိုင်းဖြစ်တဲ့အတွက် AR တိုင်းရွေးပြီးရင်နောက်ဒီကွင်းလေးတွေမှာအိမ်အမှတ်လို့လမ်းလို့ရက်ကွက်လို့မြို့နယ်ပေါ့ဗျာစတဲ့ဖြစ်ပေါ့အဲ့ဒီအချိန်မှာတချို့ကတော့အိမ်နံပါတ်ရှိရလို့အိမ်နံပါတ်ထည့်ပြီးတကယ်လို့တချို့ကြေးရွာတို့နယ်ဘက်ကလူတွေဆိုလို့ရှိရင်တော့ကိုနေတဲ့ဒီမှတ်ပုံတင်တွေကခုနပြောတဲ့ဒီအုပ်စုရဲ့ကျွဲသလင်းကုန်းအုပ်စုဆိုကျွဲသလင်းကုန်းအုပ်စုဒါမြို့နယ်အုပ်စုကြေးရွာကိုနေရဲ့ကြေးရွာကိုအပြည့်စုံဒီထဲမှာရေးပေးလိုက်ပေါ့နော်ပြီးသွားရင်တော့ဒီကောင်တွေအကုန်လုံးရေးပွားရင်ဆိုရင်အောက်မှာဒါကိုကကြားလားမားလားပေါ့နော်အဲ့ဒါကြီးဖြည့်ပြီးပွားရင်ဒီမှာကြားကိုရွေးပွားရင်ကျွန်တော်တို့ဗာလဲဆိုဖုန်းနံပါတ်ဆိုရင်ကိုသုံးမဲ့ဖုန်းနံပါတ်ကိုဖြည့်ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ခုနပြောတဲ့ကျွန်တော်တို့ Gmail ပေါ့နော် Gmail ကိုထည့်ပြီးရင်ထင်ရှားသည့်အမှတ်သားပေါ့ထင်ရှားသည့်အမှတ်သားမှာဆိုကျွန်တော်တို့မှတ်ပုံတင်ထဲမှာရှိတဲ့ဒီအမှတ်သားကိုကျွန်တော်တို့ကဖြည့်ပေးရမယ်ပေါ့နော်ဒါမှတ်ပုံတင်ထဲမှာရှိတဲ့ဒါအမှတ်သားပေါ့ဝယ်လက်မှမဲ့ရှိဆိုရင်ဝယ်လက်မှမဲ့ရှိဆိုတဲ့ဒီအမှတ်သားကိုကျွန်တော်တို့ကဖြည့်ပေးရမယ်ပြီးရင်ဒါအရက်အမြင့်ကတော့ကျွန်တော်တို့ဒါမှတ်ပုံတင်ကရိုက်ထားတာကြားလို့ရှိရင်တော့အခုလက်ရှိဖြစ်နိုင်တဲ့အရက်အမြင့်ကိုကျွန်တော်တို့ဒါဖြည့်ပေးလိုက်ကျွန်တော်တို့9ဘိတ်ခွန်ပေါ့9ဘိတ်ခွန်ဆို9ဘိတ်ခွန်လို့ရိုက်ပေးလိုက်ပြီးရင်မျက်လုံးအရောင်သပင်အရောင်ပေါ့နော်မျက်လုံးအရောင်ဆိုအနက်သပင်အရောင်ဆိုအနက်ပေါ့ဒါကြီးကတော့ဒါပုံမှန်ဖြည့်နေကြတိုင်းဒါကြီးဖြည့်ပေးလိုက်ပြီးသွားပြီဆိုလို့ချင်းအောက်မှာကျွန်တော်တို့ဒီမှာပညာရေးရှင်းရှိတယ်ဒါလက်ရှိအလုပ်ကိုင်းရှောက်ထားသည့်နိုင်ငံတွားရောက်သည့်ကိစ္စအဲ့လာကြီးကတော့ဒါပညာရေးရှင်းကတော့ဒါကိုဖြည့်ပေးပေါ့နော်ကိုကဘွဲကျောင်းသားဆိုကျောင်းသားဒါမှမဟုတ်ဘွဲတက်နေဘွဲပေါ့နော်ဘွဲလွန်ဆိုဘွဲလွန်ပေါ့အဲ့တော့ကျွန်တော်ကတော့ဘွဲလွန်ဖြစ်တဲ့အတွက်ဒီမှာပညာရေးရှင်းနေရာမှာဘွဲလွန်ကိုထည့်ပေးမယ်ပြီးရင်လက်ရှိအလုပ်ကိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေဆိုလို့ရှိရင်တော့ဂုံတယ်လို့ထည့်ပေးလိုက်ပေါ့ဗျာပြီးတော့တွားရောက်သည့်ကိစ္စတို့ဘာလို့ရှောက်ထားသည့်နိုင်ငံတို့ဘာလို့အဲ့လာကြီးကရှောက်ထားသည့်နိုင်ငံတို့ဘာလို့မထည့်ထားလဲရတယ်ပေါ့နော်တွားရောက်သည့်ကိစ္စကတော့အလေလို့ပဲကျွန်တော်ရေးလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဒီမှာဒီအောက်ကကျတော့ကိုရေးချက်လက်နှင့်မိသားစုဝင်နေညီကိုမောင်နှမများ၏အချက်လက်များကို online မှာဆက်လက်ဖြည့်သွင်းခြင်းမပြုလုပ်ပါကဒါနိုင်ငံကူးလက်မှတ်လျှောက်လာဖောင်အောင် download ပြုလုပ်ပြီး print ထုတ်၍ရုံးကိုလက်ရေးဖြင့်ရေးသားယူဆောင်လာနိုင်ပါသည်တဲ့အဲ့တော့အဲ့လာကိုကျွန်တော် download လုပ်ထားလဲရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကိုဒီ passport ရုံးရောက်ခဲ့နေမှာအဲ့နာဒီမိတ္တူဆိုင်ဒီဇိုင်းဆိုင်မှာဒီအချက်လက်တွေကိုဒီကိုရေးအချက်လက်နှစ်ကိုဝင်ယူပြီးတော့ကျွန်တော်တို့ကိုယ့်ဘက်ကိုလက်ရေးမှုနဲ့ဖြည့်လဲရတယ်ပေါ့နော် passport ရုံးမှာလက်ရေးမှုနဲ့ဖြည့်ရတာဖြစ်တဲ့အတွက်ဒီဟာရော online ကမဖြည့်နဲ့ online ကတော့ကိုယ့်ရဲ့ data အချက်လက်တွေကိုပဲဖြည့်ပေးပေါ့နော်။သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ဒီမှာဖြည့်သွင်းသားသူလူစီရင်ဆိုတော့ကျွန်တော်နာမည်ကြလာပြီ။နာမည်ကြလာတဲ့အချိန်မှာကျွန်တော်တို့ကအဲ့မှာ review and submit ကိုနှိပ်ပေးရမယ်။ကြလာပြီ။ကြားတဲ့အချိန်မှာကျွန်တော်တို့ဖြည့်ထားတဲ့အချက်လက်တွေမှန်လားမမှန်လားတစ်ချက်ပြန်စစ်ပေါ့နော်။ကိုယ့်ရဲ့နာမည်ကိုယ့်အဖေနာမည်ကိုယ့်အမေနာမည်ပြီးသွားလို့ရှိရင်ကိုမွေးဖွားတဲ့ရက်တွေမွေးနေ့တွေပြီးရင်လက်ရှိအလုပ်ကိုင်နေရဲ့လိပ်စာဖုန်းနံပါတ်တွေဒါကြီးမှန်လားပေါ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့နိုင်ငံသားစီးစီးရေးကပ်ပြားအမှတ်တွေမှန်လားဒါကြီးအကုန်လုံးကြည့်ပေါ့နော်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့အချက်လက်အားလုံးကိုစစ်ဆေးပြီးတော့အားလုံးမှန်ကန်ပါသည်ဆိုလို့ရှိရင်ဒီအောက်ကအမှန်ချင်းလေးကိုကျွန်တော်တို့တစ်ချက်ချိတ်ပြီးလို့ရှိရင်ဒီမှာ submit form ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်အောင်ပဲအဲ့တော့ကျွန်တော်တို့ဒီမှာ submit form ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်နှိပ်ပြလို့ရှိရင်ဒီမှာကျွန်တော်ကြာလာပြီ။မှာပသိနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးဆိုပြီး reference number ရဲ့ပြီးတော့ဒီမှာရချင်းရရွယ်6ဓာတ်သူမှာပေးသွင်းသောနိုင်ငံကူးလက်မှတ်တောင်ပြန်လည်တောက်ခတ်နိုင်မည်မဟုတ်ပါဆိုပြီးတော့သိရမလား။အဲ့တော့တဝူးချင်းစီရွေးချယ်တာငွေပေးသွင်းရမယ်။အားလုံးမအခု4000ငွေဖြစ်သွားပြီ။အဲ့တော့ဒါကိုလည်းကျွန်တော်တို့ screenshot လေးရိုက်ထားဒီမှာ reference number ပါတယ်။အဲ့တော့ငွေပေးချင်ရတဲ့မှာကျွန်တော်တို့ဒါကျွန်တော် invoice number တွေဒီမှာငွေပေးချင်ရနေရှိတယ်။အဲ့တော့ကိုက KB နဲ့ချိန်မယ်ဆိုလို့ရှိရင်ဒီမှာ KBZ Pay AYN Pay နဲ့ဆိုလို့ AYN Pay နဲ့ပေါ့နော်။အဲ့တော့ကျွန်တော် KBZ Pay နဲ့ချိန်မှာဖြစ်တဲ့အတွက် KBZ Pay ကိုတစ်ချက်နှိပ်လိုက်နှိပ်ပြလို့ချင်းကျွန်တော်တို့ QR ကိုဖတ်ပေးလိုက်အောင်ပဲ
ကျူဟာဖတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရှိရနေပြီးတော့ဒါ4000ခွဲကျွန်တော်တို့အကောင့်တွေကနေ4000ခွဲဖြတ်သွားလိုက်မယ်ပေါ့နော်ပတ်စံချိန်ပြီးသွားလို့ရှိရင် reference နှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာရက်ချင်းသတ်မှတ်ခြင်းဆက်လက်လှုပ်ဆောင်နေပါသည်ခဏစောင့်ပါဆိုပြီးတော့ခဏစောင့်ခိုင်းတာတယ်ဒီ9မိနစ်လောက်နေပူသွားတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ခုန website ထဲကိုပဲပြန်ဝင်မယ်ပေါ့နော်နောက် website ထဲပြန်ဝင်သွားလို့ရှိလို့ရှိရင်ဒီမှာကျွန်တော်တို့ရှောက်ထားရရင်အပေါ်မှာရက်ချင်းစစ်စင်းရန်ဆိုတဲ့စာလေးရှိတယ်အဲ့တော့ရက်ချင်းစစ်စင်းရန်ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ရက်ချင်းစစ်စင်းရန်ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်နှိပ်ပြီးလို့ရှိရင် तू ကဒီမှာကြာလာပြီပေါ့နော်အဲ့အချိန်မှာဘာလဲဆိုရှောက်ထားမှုအမှတ်စဉ်ခုနကျွန်တော်တို့ယူထားတဲ့ screenshot ရိုက်ထားတဲ့ reference number ကိုဒီထဲမှာကျွန်တော်တို့ဖြည့်ပေးရမယ်အဲ့တော့ခုန screenshot ရိုက်ထားတဲ့ reference number ကိုကျွန်တော်တို့ရှောက်ထားမှုအမှတ်စဉ်မှာထည့်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့အမည်ထည့်မယ်ခုနဖြည့်ထားခဲ့တဲ့အမည်ထည့်မယ်ပြီးသွားလို့ရှိရင်အောက်မှာကျွန်တော်တို့ရဲ့မှတ်ပုံတင်နံပါတ်တွေဖြည့်ပေးလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါဆိုရပြီဒါတွေအကုန်လုံးဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီမှာ search ဆိုတဲ့ဟာလေးကိုရှာပေးလိုက်ပေါ့နော် search ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက် search ဆိုတဲ့ဟာလေးနှိပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာ QR code ကတန်းကြာလာပြီပေါ့နော်ဒါပသိနိုင်ငံကူလက်မှတ်ထုတ်ပြီးရုံးဆိုပြီးတော့ဒီမှာကျွန်တော်တို့အသစ်ရှောက်နော်မယ်ဒီမှာ QR code လေးရှိတယ်ဒီ QR code ရပြီဆိုတာနဲ့ဒီမှာသူပါတယ်9ရက်17လ2025မနေ့8နာရီကနေဒါ10နာရီအတော်တွင်းပေါ့နော်ဒါကျွန်တော်တို့ appointment ရတဲ့ရက်ကိုတခါလေးကြာလာပြီpassport ရုံသွားတဲ့နေ့ကြာလို့ရှိရင်ဒီဟာလေးကိုပြလိုက်ရုံပဲအဲ့ဒါဆိုလို့ရှိရင်ပြီးသွားပြီကျွန်တော်တို့ဘာမှမလုပ်တော့ဘူးတန်းပြီးတော့ဟိုမှာတန်းစီပြီးတော့လိုအပ်လှုပ်ရှားရှိရအဆက်လုပ်ရုံပဲပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒါဒီ9ရက်နေ့ရောက်မှဖြစ်တဲ့အတွက်မနေ့ကြာလို့ရှိရင်တော့ကျွန်တော်ပသိမ်ကိုသွားပြီးသွားလို့ရှိရင်တော့ဒါပသိမ်မှာ passport ဆက်လုပ်မယ်ပေါ့နော်လုပ်ပြီးရတဲ့အချိန်ကြာလို့ရှိရင်တော့တွေ့ကြုံရတဲ့အတွေ့အကြုံတွေကိုဒါကျွန်တော်ပြန်ပြီးတော့ share ပြန်လုပ်ပေးဦးမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဆိုလို့ရှိရင် passport လုပ်ပုံလုပ်နည်းကိုသူများကရောဒါပြောနေတာကျွန်တော်အခုချိန်ဒီ passport မရှိသေးဘူးပေါ့နော်အခုမှလောက်ရမှာဖြစ်ပါတယ်အဲ့တော့passport အရင်တော့အခက်ခဲနေတဲ့အချိန်တုန်းကလည်း passport လုပ်ဖို့အလွယ်ဆုံးနေရာဆိုတဲ့ video file တစ်ခုကျွန်တော်တင်ပေးဘူးပါတယ်အဲ့တော့နည်းနည်းတော့ကြာနေပါပြီ2နှစ်လောက်တော့ရှိပြီနဲ့တူတယ်အဲ့တုန်းကလည်းကျွန်တော်ပသိမ်ကအလွယ်ဆုံးပါပဲလူတော်များများအဲ့ချိန်တုန်းကရန်ကုန်စုပြုံပြီးလုပ်နေတဲ့အချိန်မှာပေါ့နော်အဲ့ချိန်မှာပသိမ်ကအရန်ကိုမြန်ပါတယ်အခုကတော့ဒါကျွန်တော်ကိုယ်တိုင်ခုမှလုပ်မှာပေါ့နော်မြန်မာနိုင်ငံလုံး passport ရှိနေတဲ့အချိန်မှာကျွန်တော်တို့ပဲမရှိသေးတာပါအခုလိုခြောင်နေတဲ့အချိန်မှာပဲသွားပြီးလုပ်ထားမှာဖြစ်ပါတယ်မနေ့ကလို့ရှိရင်တော့ပသိမ်ရောက်လို့ရှိရင်တော့နောက်ထပ်ဆက်လုပ်ဆောင်ရမယ့်အချက်လက်တွေကိုကျွန်တော်ပြန်ပြီးတော့နောက်ဗီဒီယိုနဲ့ပြန်ပြောပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တစ်ဆက်ပေးတဲ့အကြောင်းအရာတွေမိတ်ဆွေတို့အတွက်အကျိုးထူးမယ်ဆိုရင်တော့ကျွန်တော် channel လေးကို like and share လေးနဲ့ကူညီပေးသွားပါဦးခင်ဗျနောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့